လို့ရင်းကကြမလို့ပါဘူးဒါပေမဲ့ပြောပပချင်းလေးပေါ့နော်တူပေါင်းဝင်ဆင်နွှဲစီချင်ပါတယ်အဲ့တော့ဒီခါတော့မြန်မာသစဉ်ချင်းလေးတစ်ပုဒ်ဖြစ်တဲ့ဒိုးကလေးဆက်ချင်းလေးကိုပြောပြပေးချင်ပါတယ်ရှင်
ရလို့ရှင်တဲ့